တီးစုံချင်ရည်လေးချွတ်မှာဖြစ်ပါတယ်ဒါလေးကတော့ခရမ်းသီးလေးနဲ့မုံလာဥလေးနဲ့ပေါ့နော်ပြီးတဲ့အခါကျရင်ဒါလေးကချင်မောင်ရွက်ပေါ့နော်အခုချင်မောင်ရင်းတွေအရင်လက်တယ်ပေါ့နော်အဲ့ဒါလေးကချင်မောင်ရွက်ပြီးကစောရွက်ကြက်တော်လေးနဲ့ကြက်တော်ဖြူရဲ့ပြီးရင်ငရုတ်တီးချောင်းရွက်ကိုကြိတ်ထားတာဖြစ်ပါတယ်ပြီးရင်အာလူရဲ့ခဲကျင်တီးရဲ့ပြီးရင်ရုပ်ပရိသီးရဲ့ဖြစ်ပါတယ်နန်းလေးနဲ့ငရုတ်တီးလေးရဲ့ပြီးရင်ဒီဟာလေးကကျတော့မကြီးချင်ကြီးလေးပါအဲ့တော့တီးစုံဟင်းဆိုတော့ဒီလိုမျိုးလေးစုံပြီးတော့စုံချက်ပြီးတော့စားရတဲ့ဟာကိုတော့ကြားလို့ပါအဲ့ဒါကြောင့်ဒါလေးချက်စားမှဖြစ်ပါတယ်စီထည့်ပါမယ်စီလေးကတော့နည်းနည်းလေးပဲပေါ့တော့ပါရုံလေးပါပဲအများကြီးတော့စီအများကြီးတော့မသုံးပါဘူးစစ်တော်လေးနဲ့စစ်တပ်ပဲစီတက်ပါတဲ့ဟာလေးထည့်ပါမယ်ဒီမတိလေးကိုပါရုံလေးပဲထည့်လိုက်မယ်အာလူကစားတော့ပြောရတာနည်းနည်းကြာတဲ့ခါမှာပါရင်ဒီကအာလူလေးကိုထည့်လိုက်မယ်။ပုံလာဦးထည့်ပါမယ်။ဒီလေးထည့်လိုက်ပါမယ်။ဒါလေးတွေကိုနည်းနည်းလေးစုပြီးတော့ပျော့သွားအောင်ခဏလောက်စောင့်လိုက်ပါမယ်။အဲ့တော့ဟင်းအောင်စုကိုစောင့်နေတဲ့အချိန်မှာပေါ့နော်ပစုံလေးကိုစီပြန်လေးကြော်ပါမယ်ဒီစုံကတော့ညီမဝယ်လာတာ10ကောင်ဝယ်လာတယ်ပေါ့နော်ပစုံကြီးယူဝယ်လာတယ်ဒါပေမဲ့10ကောင်ဘယ်လောက်ပေးရလဲဆိုတော့9ချက်ပေါ့နော်7ချက်လောက်ပေးရတယ်ဆိုတော့တစ်ကောင်သူကတစ်ချက်ညီပါလောက်တော့ကြာတယ်ပေါ့နော်ဒါတော့ကြော်ဖို့စီစားခဲ့ပါမယ်ဒီတက်တော်ဖြူကိုထောင်းထားတဲ့ဟာလေးကိုထည့်ပါမယ်ဒါလေးရတော့အောင်နည်းနည်းထည့်ပါမယ်ဒီမှာပစုံလေးထည့်ပါမယ်ချင်းရင်းနေရတော့ခုလောက်ဆိုရင်ပေါ်လာဥလေးတွေပါပျော့သွားပြီထင်တယ်နော်ကဲဒါတော့ခင်းရည်ကြီးလေးထည့်ပါမယ်ให้เลยยาတော့မယ်ကြီးကြီးလေးထည့်ပါမယ်အဲဒီလိုဆက်ဟင်းလေးကရလာပါပြီချင်းဟင်းလေးလည်းရပါလို့ရှိပြီဆိုတော့နည်းနည်းလေးထည့်ပါနော်ဒီကနည်းနည်းလေးပြီးရချီလေးပါထည့်လိုက်ပါမယ်ဟင်းအောင်ရှိပြီလေးလိုက်စားအတွက်အဆင်သင့်ဖြစ်ပြီပေါ့နော်အချင်းဟင်းရဲ့ပစုံဟင်းလေးရဲ့ပြီးရဒါလေးကကြတော့မနီကားကြံနဲ့အကျော်လေးတွေကို air fryer လေးနဲ့ပြန်နှွေးထားတာပါပြီးရင်တော့ဒါနဲ့ကျတော့အသီးလေးပေါ့နော်နည်းမစားရမှာပေါ့နော်ဒီ protein shake powder လေးကိုအရင်ဆုံးတောက်ပါမယ်ချင်းဟင်းလေးနဲ့ဆန်းစားမယ်